တောနက်ကြီးထဲမှာတောဝက်တန်တွေပဲတင်ထက်နေချိန်ပြစ်ကီတယောက်မြေကြီးပေါ်လဲကျပြီးသူ့မျက်မှန်ကိုရှာနေပါတယ်သူဟာရှုပ်နေတဲ့ရုံးကန်ရင်တောင်ကုန်းပေါ်တက်လာပြီးမောဟိုက်နေတဲ့ကြားကတချင်းလေးညည်းနေပါတယ်လမ်းမှာသူကညစ်ပတ်နေတဲ့အဝတ်စုပ်တစ်ခုနဲ့မျက်နှာကိုတုပ်လိုက်ပြီးပိုးကောင်တွေတွားသွားနေတဲ့တစ်တီးတစ်လုံးကိုစစ်ဆေးကြည့်တယ်လို့တရိတ်ဆန်တစ်ကောင်ဖြတ်ပြေးသွားလို့လည်းလမ်းဖြတ်သွားပါသေးတယ်နောက်ဆုံးမှာတော့ပြစ်ကီဟာပြက်ကျနေတဲ့လေရင်ပြက်ကြီးနဲ့ဖောင်းပွားနေတဲ့တရိတ်ဆန်အသေးကောင်တစ်ကောင်ကိုတွေ့လိုက်ရပြီးတစ်ပင်ပေါ်ကတတိကိုခူးစားလိုက်ပါတယ်မကြခင်မှာပဲရက်ရောက်လာပြီးသူ့ကိုယ်သူမိတ်ဆက်ကရေတောင်းတောက်ပါတယ်ပြစ်ကီကသူ့ကိုစမ်းချောင်းလေးစီခေါ်သွားပေးပေမဲ့လမ်းမှာမကြခဏရက်ပြီးအမောဖြစ်နေရပါတယ်အဲ့ဒီအသွားလမ်းမှာရက်ကသူ့ကိုဘယ်လိုခေါ်ရမလဲလို့မေးလိုက်ပါတယ်ပြစ်ကီကအခြားကောင်လေးတွေသူ့ကိုပြစ်ကီလို့ခေါ်ကြတဲ့အကြောင်းမပြောပြခင်သူ့ကိုမရေရဘူးလို့အရင်ကတိတောင်းလိုက်ပါတယ်ဒါပေမဲ့ရက်ကအော်ရလိုက်တဲ့အတွက်သူစိတ်မကောင်းဖြစ်သွားပါတယ်စမ်းချောင်းကိုရောက်တော့ပြစ်ကီကသတိပေးနေတဲ့ကြားကပဲ Ref ကအဝတ်စားတွေချွတ်ပြီးရေထဲခုန်ချလိုက်ပါတယ်သူကပြစ်ကီကိုပါရေစင်းကူးဖို့ခေါ်ပေမဲ့ပြစ်ကီကသူ့မှာပန်းနိုင်ရင်ချက်ရှိလို့ရေမကူးနိုင်ဘူးလို့ရှင်းပြပါတယ် Ref ကဒါကိုဂရုမစိုက်ပဲရေတက်ကသူ့ဖေစီကနေရေကူးတင်ခဲ့ရတဲ့အကြောင်းပြောပြတဲ့အခါပြစ်ကီကသူ့မိဘတွေတိတ်ဆုံးသွားပြီဖြစ်ကြောင်းဖွင့်ပြောပြလိုက်ပါတယ်အပိစကားကြားရလို့ပြစ်ကီလည်းရေထဲဆင်းသွားပြီးကောင်လေးနှစ်ယောက်အတူတူရေကစားကြပါတော့တယ်ပြစ်ကီကရေထဲမှာခယူသိန်းခွန်ကြီးတစ်ခုကိုတွေ့သွားပြီးအခြားသူတွေကိုခေါ်ဖို့ Ref ကိုမှုတ်ခိုင်းပါတယ်အချိန်ချင်းစူးစမ်းပြီးနောက်မှာတော့ Ref ဟာကမ်းခြေမှာအတန်ကျဲကြီးထွက်အောင်မှုတ်နိုင်သွားပြီးကလေးတစုရောက်လာကြပါတယ်သူတို့ထဲမှာအတန်တူတူထွက်ပြောတတ်တဲ့အမွှာညီကိုဆန်နဲ့ Eric တို့အပြင်မွေးရပါအမှတ်ပါတဲ့ကောင်လေးတစ်ယောက်လည်းပါဝင်ပါတယ်သူတို့တွေတတိစားနေကြတော့ Ref ကခယူသိန်းခွန်ကိုတုံးပြီးအစည်းအဝေးခေါ်လိုက်ပါတယ်ပြစ်ကီကခယူသိန်းခွန်ရဲ့ရည်ရွယ်ချက်ကိုရှင်းပြပေးမယ်သူပြောတာကိုလူတွေကြားအောင်မနှဲစူးစမ်းနေရပါတယ်လူကြီးတွေမရှိတဲ့အကြောင်းမေးခွန်းထုတ်နေကြချိန်မှာပဲဂျက်ဟာတံပြိုင်တေးဆူဖွဲ့နဲ့အတူရောက်လာပါတယ်စိုက်မွန်တယောက်အပူတန်ကြောင့်မေးလဲသွားပြီးပြစ်ကီကနေပူထဲနေရင်အနေရရှိကြောင်းသတိပေးပေမဲ့ဂျက်ကဂရုမစိုက်ပါဘူးဂျက်ကပြစ်ကီကိုဝက်ဖက်တီးလို့ခေါ်ပြီးလှောင်ပြောင်လိုက်လို့အားလုံးကဝိုင်းရကြပါတယ်ရက်ဖ်ကခေါင်းဆောင်တယောက်ရွေးဖို့အစည်းအဝေးကိုဦးဆောင်လိုက်ပါတယ်ပြစ်ကီကသူတို့ရဲ့အခြေအနေကိုအရင်အကဲဖြတ်ဖို့အကြံပြုပေမဲ့ဂျက်ကတော့တံပြိုင်အဖွဲ့ကိုအုပ်ချုပ်ဘူးလို့သူပဲခေါင်းဆောင်ဖြစ်တဲ့နယ်လို့အတင်းပြောပါတယ်မဲခွဲဆုံးဖြတ်ကြတဲ့အခါတံပြိုင်အဖွဲ့ကဂျက်ကိုမဲပေးပေမဲ့ကျန်တဲ့သူတွေက Ref ကိုရွေးချယ်လိုက်ကြပါတယ်ဂျက်ကစိတ်ပြတ်သွားပေမဲ့အမဲလိုက်ခေါင်းဆောင်နေရာကိုတော့လက်ခံလိုက်ပါတယ်ရက်ပြစ်ကီဂျက်နဲ့စိုက်မွန်တို့ကျွန်းကိုလေ့လာဖို့ထွက်လာကြပါတယ်ပြစ်ကီကအစားအစာရေးခိုလုံရတဲ့တွေအိမ်သားတွေနဲ့အချက်ပြမိလိုအပ်ကြောင်းအလေးပေးပြောဆိုပေမဲ့ဂျက်ကတော့သူ့ကိုလှောင်ပြောင်နေပါတယ်တောင်တက်တဲ့လမ်းမှာပြစ်ကီရုန်းကန်နေရလို့ Ref ကကူညီပေးရပါတယ်နောက်ပိုင်းမှာပြစ်ကီကသူ့နာမည်ပြောင်းကိုပြောပြလိုက်လို့ Ref ကိုအပြစ်တင်ပေမဲ့သူတာမပါရင် Ref လည်းခေါင်းဆောင်ဖြစ်ရွေးချယ်ခံရမှာမဟုတ်ဘူးလို့ဝန်ခံလိုက်ပါတယ်တောင်ထက်ရောက်တော့ဂျက်နဲ့စိုက်မွန်တို့ဟာတည်ဆုံးနေတဲ့လေရင်မှုရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်ကောင်လေးတွေဟာဘသူမှတောင်းမရှိလဲဆိုတာညှင်းခုန်ကြပြီးနောက်အလောင်းကို၆ထဲတွန်းချပြီးတကြိုပေးဖို့မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်စိုက်မွန်ကတော့တိတ်တဆိတ်ဆူတောင်းပေးခဲ့ပါတယ်ကမ်းခြေကိုပြန်ရောက်တဲ့အခါလူကြီးတွေအကုန်လုံးတေကုန်ပြီဆိုတာသိလိုက်ရလို့ကောင်လေးတွေစိုးရိမ်လာကြပါတယ်ဂျက်ကမှုဆိုးတွေကိုဥဆောင်ပြီးတောဝက်ရှာထွက်သွားချိန်မှာပြစ်ကီကတော့စီးကန်းတွေလိုက်နာဖို့နဲ့ဦးစားပေးရမယ်အရာတွေကိုတတ်မှတ်ဖို့အတင်းတောင်းဆိုနေပါတယ်အဲ့ဒီနောက်မွေးရပါအမှတ်ပါတဲ့ကောင်လေးကကြောက်ကြောက်လန့်လန့်နဲ့ပြောပြတဲ့တာရဲကောင်ကြီးအကြောင်းကိုဆွေးနွေးကြပါတော့တယ်ဂျက်ကအကယ်၍အဲ့ဒီတာရဲသားတကယ်ရှိရင်သူ့မှုဆိုးတွေတက်ပေးမယ်လို့ကတိပေးပြီးရက်ကလည်းကယ်ဆယ်ရေးတွေရောက်လာမှာပါလို့အားလုံးကိုနှစ်သိမ့်ပေးပါတယ်နောက်ပိုင်းမှာပြစ်ကီဟာတောထဲမှာဝက်တကောင်နဲ့စုံနေတုန်းဂျက်ကဓာတ်တစ်ချောင်းနဲ့ရောက်လာပါတယ်တရိတ်ဆန်လေးပိတ်မိနေချိန်ဂျက်ကတွေးဝေသွားလို့ဝက်လေးထွက်ပြေးလွတ်မြောက်သွားပါတယ်သူကပြစ်ကီကိုဒေါသတကြီးနဲ့အပြစ်တင်ချင်းချောက်ပြီးထွက်သွားပါတော့တယ်အဲ့ဒီနောက်ပြစ်ကီဟာအချက်ပြမိအတွက်ထင်းတွေစုဆောင်းရင်းကျောင်းမှာတင်ခဲ့ရတဲ့တခြင်းလေးကိုဆိုပြကစိုက်မွန်နဲ့အတူရှိနေခဲ့ပါတယ်တောင်ပေါ်မှာတော့ပြစ်ကီကသူ့ရဲ့နာမည်ရင်းဖြစ်တဲ့နီကိုလတ်သို့မဟုတ်နစ်ကီဆိုတာကို Ref ကိုပြောပြလိုက်ပြီး Ref ကလေခေါင်းဆောင်ကောင်းတယောက်ဖြစ်အောင်နေမယ်လို့ကတိပေးပါတယ်သူတို့တွေအချက်ပြမိမှုကိုစူးစမ်းပေမဲ့မိချင်းမရှိကြပါဘူးဒါနဲ့ချက်ကပြစ်ကီရဲ့မျက်မှန်ကိုသုံးဖို့အကြံပေးပါတယ်ပြစ်ကီကကန့်ကွက်ပေမဲ့လည်းကောင်လေးတွေကသူ့မျက်မှန်ကိုအတင်းလူယူပြီးမိမွေးနိုင်ခဲ့ပါတယ်မိမွေးလို့အောင်မြင်သွားပေမဲ့မိတောက်တွေကချက်ချင်းပဲထိမ့်မနိုင်သိမ့်မရဖြစ်သွားပြီးအနီးနားကတစ်ပင်တွေကိုကူးဆက်လောင်ကျွမ်းပါတော့တဲ့ပြစ်ကီကသတိပေးပေမဲ့မူဆိုးတွေကတော့ကြောက်လန့်တကြားထွက်ပြေးသွားကြပါတယ်မိတွေကူးဆက်လာချိန်ပြစ်ကီခြေချော်ပြီးတောင်ပေါ်ကနေလိမ့်ကျသွားကသတိလစ်သွားပါတယ်ပြစ်ကီသတိရလာချိန်မှာမိတွေကအပြင်းထန်လောင်ကျွမ်းနေပါပြီသူကကမ်းခြေမှာခယူတင်းခုန်ကိုမှုတ်ပြီးကောင်လေးတွေကိုနှိုးလိုက်ပါတယ် Ref ကပြစ်ကီရဲ့အကြံပေးချက်ကိုလစ်လူရှုမိကြောင်းနဲ့နာမည်စရင်းမမှတ်မိကြောင်းဝန်ခံပါတယ်ပြစ်ကီကလူစုကိုလိုက်ကြည့်လိုက်တော့မွေးရပါအမှတ်ပါတဲ့ကောင်လေးပြောက်နေတာကိုသိလိုက်ရပါတယ်ကယ်ဆယ်ရေးမပါပဲဘဝကိုစတင်လိုက်ရောညှိထွေနေထိုင်လာရတာနဲ့အမျှတင်းမာမှုတွေမြင့်တက်လာပါတယ် Ref ကအုပ်စုကိုစီယုံဖို့ဆက်ကြိုးစားနေပြီးအချက်ပြပြီးမငြိမ်းအောင်ထားဖို့အရေးကြီးကြောင်းအလေးနဲ့ပြောပါတယ်တဲတွေကမပြီးသေးပဲတာဝန်တွေနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေဖြစ်လာပါတယ်အစည်းအဝေးလာတဲ့ကောင်လေးတွေနဲလာပြီးစီကန်းတွေလည်းလျော်ရဲလာပါတယ်ချက်ကတော့အမဲလိုက်ဖို့ကိုပဲပိုပြီးအာယုံဆိုင်လာပါတယ်သူ့ကိုယ်သူတက်တည်ပြဖို့စိတ်ပိုင်းဖြတ်ထားတဲ့သူဟာကောင်လေးအချို့ကိုတောနက်ထဲဥဆောင်ခေါ်သွားပါတယ်
အစောပိုင်းစူးစမ်းမှုတွေကြာရှုံးသွားလို့သူအရန်စိတ်ပြတ်သွားပါတယ်သူကပိုပြီးကြမ်းတမ်းလာကအမိန့်နာခံမှုတောင်းဆိုပြီးအမဲလိုက်တာကိုအလေးနဲ့ထားဖို့အခြားသူတွေကိုဖိအားပေးပါတော့တယ်တဖြည်းဖြည်းနဲ့သူ့ရဲ့ယုံကြည်မှုနဲ့ပြင်းထန်တဲ့စိတ်ဓာတ်ကြောင့်ကောင်လေးတွေပိုပြီးပါလာကြပါတယ်တစ်ချိန်တည်းမှာပဲကလေးငယ်တွေကြားထဲမှာအကြောက်တရားတွေကူးဆက်လာပါတယ်ညဘက်ထူးဆန်းတဲ့အတန်တွေကြားရပြီးနောက်တာရဲကောင်ကြီးအကြောင်းကောလာဟာလာတွေပြန်ထွက်လာပါတယ်အစည်းအဝေးလုပ်ချိန်မှာဒီတတဝတကယ်ရှိမရှိငင်းခုန်ကြပါတဲ့ ref ကသူတို့ကိုစိတ်အေးထားဖို့စူးစမ်းပေမဲ့ဂျက်ကတော့တာရဲတာတကယ်ရှိရင်သူကိုယ်တိုင်အမဲလိုက်ပြီးတက်ပစ်မယ်လို့အတင်းပြောပါတယ်ဂျက်နဲ့သူ့မှုဆိုးတွေဝက်တကောင်ကိုအောင်မြင်စွာတတ်နိုင်ခဲ့ချိန်မှာတော့အလှည့်ပြောင်းဖြစ်လာပါတယ်အဲ့ဒီဖြစ်ရက်ကကြမ်းတမ်းပြီးရှုပ်ထွေးပေမဲ့အဖွဲ့ကိုတော့စိတ်လှုပ်ရှားစေခဲ့ပါတယ်ကောင်လေးတွေဟာစခန်းကိုအပြန်လမ်းမှာတချင်းတွေအော်ဆိုရင်းယူသွစွာအောင်ပွဲခံကြပါတယ်သူတို့ပြန်ရောက်တဲ့အခါ ref ကဂျက်ကိုဒေါသတကြီးရင်ဆိုင်ပါတော့တယ်အမဲလိုက်နေချိန်တွင်အချက်ပြမီကိုစောင့်ကြည့်မဲ့သူမရှိလို့တင်မော်တစင်းကသူတို့ကိုမမြင်ပဲကျွန်းကိုဖျက်သွားခဲ့ပါတယ်ကယ်ဆယ်ရေးရနိုင်မဲ့အခွင့်အရေးဆုံးရှုံးသွားပါပြီ Jeff နဲ့ Jet တို့ကြားကညှင်းခုန်မှုပြင်းထန်လာပါတယ်ပထမဆုံးအကြိမ်ဖြစ် Jet က Ref ရဲ့အာဏာကိုပြောင်းကျကျဆင်ခေါ်လိုက်ပါတယ်ခေါင်းဆောင်တွေကအပြောင်းလဲမဖြစ်သွားပေမဲ့အဖွဲ့ရဲ့ညီညွတ်မှုကတော့ပျက်စီးသွားပြီး Jet ဟာအဖွဲ့ကနေခွဲထွက်သွားပါတော့တယ်ကျွန်းပေါ်မှာပိုပြီးကွဲလွဲမှုတွေဖြစ်လာပါတယ်ကောင်လေးတွေအများစုက Jet နဲ့အတူအမဲလိုက်ထွက်နေကြလို့ Ref ဟာစီကံထိမ့်သိမ့်ဖို့ရုန်းကန်နေရပါတယ်တဲတွေကယိုယွင်းပျက်စီးလာပြီးအချက်ပြမီကလည်းပုံမှန်မလောင်ကျွမ်းတော့ပါဘူးအဖွဲ့ဟာထိန်ချုံမှုကင်းမဲ့နေပြီလို့ပြစ်ကီကတတိပေးပေမဲ့သူ့ရဲ့စိုးရိမ်မှုတွေကိုဘယ်သူမှဂရုမစိုက်ကြပါဘူးစိုက်မုံကတော့အကြောက်တရားတွေပြန့်ပွားနေချိန်တတိတွေရှာဖွေပေးပြီးကလေးငယ်တွေကိုတိတ်တဆိတ်ကူညီနှစ်သိမ့်ပေးနေပါတယ်တောင်ပေါ်မှာမြင်တွေ့လိုက်ရပြီးနောက်တာရဲကောင်အကြောင်းကောလာဟာလာတွေပူဆိုးလာပါတယ်အစည်းအဝေးလုပ်ချိန်မှာအကြောက်တရားကအတိတရားကိုလွှမ်းမိုးသွားပါတယ်ဂျက်ကတာရဲကိုအမဲလိုက်မယ်လို့ခရီးပေးပြီးရက်ကတော့ကယ်ဆယ်ရေးကိုပဲအာယုံဆိုင်ဖို့အတင်းပြောပါတယ်ဂျက်ရဲ့မှုဆိုးတွေဟာမျက်နှာမှာဆေးချဲပြီးတောထဲမှာပုံမူချမ်းတန်းစွာလှုပ်ရှားလာကြပါတယ်အမဲလိုက်ခြင်းဟာစိတ်လှုပ်ရှားမှုနဲ့အာဏာကြောင့်ရက်ပူဇော်ပွဲတစ်ခုလိုဖြစ်လာပြီးအကြမ်းဖက်မှုတွေကပုံမူနီးကပ်လာပါတယ်တောထဲမှာတယောက်တည်းရှိနေချိန်ဆိုင်မအန်ဟာရပူဇော်ဖို့တုတ်တိုင်မှာစိုက်ထားတဲ့ဝက်ကောင်းကြီးကိုတွေးလိုက်ရပါတယ်။ရင်ကောင်းတွေအုံနေပြီးအပူဒဏ်ကြောင့်ပုတ်ခတ်နေတဲ့အဲ့ဒီကောင်းကြီးဟာရှင်းလင်းတဲ့နေရာတစ်ခုမှာရှိနေပါတယ်။ပင်ပန်းနွမ်းနယ်နေတဲ့စိုက်မွန်ဟာအဲ့ဒီဝက်ကောင်းကြီးကစကားပြောနေတယ်လို့ထိတ်လန့်ဖွယ်ရာစိတ်ကူးရင်အာယုံတွေကိုမြင်တွေ့ရပြီးတာရဲကောင်ဆိုတာအပြင်ဘက်ကအရာတစ်ခုမဟုတ်ဘူးလို့အတိတ်ပဲရနေပါတယ်။နောက်ပိုင်းမှာစိုက်မွန်တောင်ပေါ်တက်သွားတဲ့အခါကောင်လေးတွေကြောက်လန့်နေရတဲ့အကြောင်းရင်းကိုတွေးလိုက်ရပါတယ်။အဲ့ဒါကကြောက်ဆောင်တော့ဒီကြားမှာညက်နေတဲ့လေထီခုံသမားရဲ့အလောင်းတစ်ခုပါအမှန်တရားကိုသိသွားတော့သူကအခြားသူတွေကိုပြောပြဖို့အမြန်ပြန်ပြေးလာခဲ့ပါတယ်။ကောင်လေးတွေစုဝေးပြီးအမဲလိုက်တဲ့ပုံစံတရုပ်ဖော်ကတချင်းတွေစုနေချိန်မှာပဲမုန်တိုင်းတစ်ခုကျလာပါတယ်။ရှုပ်ထွေးနေတဲ့ကြားတဲ့စိုက်မုံကအမှောင်ထဲကနေထွက်လာတဲ့အခါသူ့ကိုတရဲကောင်ကြီးလို့အထင်လွဲသွားကြပါတယ်။ကောင်လေးတွေဟာယူသွစွာနဲ့ဝိုင်းတိုက်ခိုက်ကြပါတော့တယ်။သူတို့ဘာလို့မိသွားလဲဆိုတာနားမလည်ခင်မှာပဲစိုက်မုံအသက်ခံလိုက်ရပါတယ်။မုန်တိုင်းဆဲသွားတဲ့အခါသူ့ရဲ့အလောင်းကိုပင်လယ်လိုင်းတွေကတည်ဆောင်သွားပါတော့တယ်စိုက်မွန်တေဆုံးသွားပြီးနောက်စခန်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပါတယ်တချို့ကောင်လေးတွေကဘာဖြစ်ခဲ့လဲဆိုတာကိုရှောင်လဲပြောဆိုကြပြီးတချို့ကတော့မတော်တဆမှုပါလို့အတင်းချင်းဆိုကြပါတယ်ရက်ဟာအကြီးအကျယ်တုံ့လောက်သွားပေမဲ့ချက်ကတော့နည်းနည်းလေးမှတွေးဝေမှုမရှိပဲအရင်တိုင်းဆက်နေပါတယ်ချက်ဟာရက်စီကနေအပြီးပိုင်ခွဲထွက်သွားပြီးကျွန်းရဲ့တခြားတစ်ဖက်မှာသူ့ကိုယ်ပိုင်ဖွဲ့ကိုတီထောင်လိုက်ပါတယ်အသားစားရမယ်အကာအကွယ်ရမယ်အမဲလိုက်ရတဲ့စိတ်လှုပ်ရှားမှုတွေရမယ်ဆိုတဲ့ဆွဲဆောင်မှုကြောင့်ကောင်းလေအများပြားသူစီပူပေါင်းသွားကြပါတယ်။ရက်ပစ်ကီနဲ့အခြားလူအနှဲငယ်သာကြံရစ်ခဲ့ပြီးအချက်ပြမီဆက်လင်းနေအောင်ရုန်းကန်နေကြရပါတယ်။ Ref တို့အဖွဲ့အတွက်အစားအစာရှားပါလာပါတယ်။အခြေအနေဆိုးလာလို့သူတို့ဟာဟင်းချက်ဖို့မီတောင်းရန်ကျဲရဲ့စခန်းစီသွားခဲ့ကြပါတယ်။စုံတွဲမှုကတင်းမာနေပါတယ်။ချက်က Ref ရဲ့ခေါင်းဆောင်မှုကိုလက်ခံဖို့ညှင်းဆိုပြီးသူ့ပေါ်တစ္ဆာရှိဖို့သာတောင်းဆိုပါတယ်။ရန်ပွဲဖြစ်လာပြီးပစ်ကီရဲ့မျက်မှန်ကိုအခိုးခံလိုက်ရတာကြောင့် Ref တို့အဖွဲ့ဟာမိမွေးဖို့လမ်းစမရှိတော့ပါဘူး။မျက်မှန်ကိုပြန်ယူဖို့စိတ်ပိုင်းဖြတ်ထားတဲ့ ref နဲ့ Picky တို့ဟာဂျက်ရဲ့ခံတက်စီသွားခဲ့ကြပါတယ်။သူတို့ဟာဂျက်ရဲ့လူစုရှိမှပဲမျက်မှန်ကိုပြန်ပေးဖို့တောင်းဆိုရင်းဂျက်နဲ့ရင်ဆိုင်ကြပါတယ်။အခြေအနေကပိုဆိုးလာပါတယ်။ရှုပ်ထွေးနေချိန်မှာအပေါ်ကနေတွန်းချလိုက်တဲ့ကြောက်တုံးကြီးတစ်လုံးက Picky ကိုလာမှန်ပြီးသူ့ကိုတေဆုံးသွားစေပါတယ်။ခီယူတင်းခွန်ကြီးလည်းမြေကြီးပေါ်ကျပြီးအစိတ်စိတ်အမော်မှာကွဲကြေသွားပါတော့တယ်။ Picky တေဆုံးသွားပြီးခီယူတင်းခွန်ကြီးလည်းပျက်စီးသွားတဲ့အခါ ref ဟာပြစ်မှတ်တစ်ခုဖြစ်လာပါတော့တဲချက်က ref ကိုအမဲလိုက်ဖို့သူ့လူတွေကိုအမိတ်ပေးလိုက်ပါတယ်။ရက်တော်တဲ့ကိုထွက်ပြေးချိန်မှာအခြားသူတွေကလိုက်ဖမ်းကြပြီးသူ့ကိုပုံးနေတဲ့နေရာကထွက်လာအောင်တောကိုမိရှို့ကြပါတယ်။ပင်မနွမ်းနေပြီးကမ်းခြေမှာထောင်ပိတ်မိသွားတဲ့ရက်ဟာမြေပေါ်လဲကျသွားပေမဲ့အပေါ်ကိုမော့ကြည့်လိုက်တဲ့အခါသူ့ရှေ့မှာရက်နေတဲ့ရေတက်အရာရှိတယောက်ကိုမြင်လိုက်ရပါတယ်။ကြီးမားတဲ့မီးတောက်ကြီးကဖြတ်သွားတဲ့တင်မောကိုသတိထားမိစေခဲ့တာပါ။ကြက်အပါဝင်ကောင်လေးတွေတောထဲကထွက်လာပြီးတိတ်ဆိတ်သွားကြပါတယ်။အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်သွားပါတယ်။လွတ်မြောက်လာသူတွေကိုကျွန်းပေါ်ကနေခေါ်ဆောင်သွားပြီးသူတို့တစ်ချိန်ကတိစောက်ဖို့စူးစမ်းခဲ့တဲ့လူဖွဲ့စည်းရဲ့အပျက်စီးတွေကိုခြံရစ်ခဲ့ပါတော့တယ်။